လိုက်တော့မယ်နော်ဆရာမနာမည်ကတော့ဆန်ဆယ်ချောစုခင်ပေါ့နော်ဆရာမကအဓိကသင်တာကတော့ Japanese ကိုပဲအဓိကထားပြီးသင်ယူပေးနေရပါတော့နော်သင်ကြားပေးနေတဲ့ဆရာမပါဆရာမတို့အခု Japanese စပြီးတော့သင်တော့မယ်ဆိုရင်ဆရာမတို့ဂျပန်ပေါ့နော်ဂျပန်စာမှာအရေးကြီးတဲ့အချက်လေးရှိရပေါ့နော်တကယ်တော့ပေါ့နော် basic step ကတော့၄ချက်လောက်တော့ရှိရပေါ့နော်ဒါပေမဲ့ဆရာမတို့အဓိကထားပြီးသင်သွားမှာကပေါ့နော်ဒီလိုမျိုးလွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန်နဲ့ပို့ပြီးတော့ဂျပန်စာကိုထိထိရောက်ဖြစ်သွားတဲ့နည်းလမ်းကိုအသုံးပြုပြီးသင်မိမှာပေါ့နော်အဲ့တော့ဆရာမတို့ရှိမှာပထမဆုံးကဘာလဲဆိုရင်ဟီရာဂါနာရှိမယ်ခတာခနာရှိမယ်အဲ့ဒါကိုမဟီရာဂါနာနဲ့ခတာခနာကိုမှတ်မိလဲအောင်ပေါ့နော်သင်ကြားပေးနေရရိုမာကြီးဆိုရင်အင်္ဂလိပ်လိုပုံစံလေးနဲ့ရှိမယ်ပေါ့နော်အဲ့ရိုမာကြီးလေးကိုအရင်သင်ပြီးတော့မှအရှိဟီရာဂါနာရဲ့ခတာခနာရဲ့ကိုလေ့လာလို့ရမယ်ပေါ့နော်အဲ့တော့အရင်ဆုံးအနေနဲ့ရိုမာကြီးလေးတွေကိုစပြီးတော့ပြောကြည့်မယ်ပေါ့နော်အတူတူဆရာမအရင်ဖတ်ပြပေးမယ်ပေါ့နော်ဒီမှာအတန်တွယ်လေးတွေပေးထားရပေါ့နော်အဲ့ဒီမှာအပေါ်လေးက AIUEO ဆိုတာကတော့အတန်တွယ်လေးတွေကA I U E O ဆိုပြီးတော့အဓိပ္ပာယ်ရတယ်။သမီးလေးဆိုကြည့်ပါအောင် A I U E O ဟုတ်ပြီနော်အဲ့ဒါလေးက AIUE ကအရှိကအဓိကအတန်တွက်ပေါ့နော်အတန်တွက်၅ချောင်းရဲ့အဓိကအတန်တွက် A I U E O သူကအဲ့ဒီအတန်မှာအောက်ကအတန်တွေကလိုက်ပြီးတော့အဲ့အတန်ကိုလိုက်ပြီးတော့ဆိုကြည့်ရတာပေါ့နော်အခုကပထမက A I U E O နော်ပြီးရင်နောက်ဒုတိယချောင်းအတန်လေးကခခိခုခဲခိုဆိုကြည့်ပါအောင် A I U E O ဟုတ်ပြီနော်ဒီ I U E ကိုအတန်မှာခခွေးတန်ကိုယူလိုက်တာနော်ခခွေးတန်ကိုယူလိုက်တော့ I U E ကနေခခိခုခဲခိုဆိုပြီးဖြစ်သွားတယ်နော်အနောက်လေးမှာ ADI နေပါမလားအဲ့ဒါလေးကအဲ့အတန်အပေါ်ကအတန်လေးကိုယူပြီးတော့ခခွေးတန်လေးပြောင်းပြီးတော့ဆိုတာနော်ကြားရလွယ်ပါတယ်အပေါ်ကတော့ I U E ကိုအောက်ကဒုတိယအကြောင်းလေးကခခိခုခဲခိုအဲ့လိုပဲဒီမှာဆိုရင်စဆိုတဲ့အတန်နာ line လေးပေါ့နော်အဲ့သူဆိုလဲစရှိစုဆဲဆိုကြည့်ပါအောင်Sa shi su se so ဟုတ်ပြီနော်စာရှိစုဆဲဆိုပြီးရင်နောက်ဒုတိယစတုတ္တလေးကကြတော့သူကတာချီစစ်တဲတိုဆိုကြည့်ပါအောင်တာချီစစ်တဲတို Da ji si se do တဲတိုနော်ဒီ TSU လေးကစစ်ဆိုတဲ့အတန်လေးထွက်မယ်နော်စစ်နော်အဲ့ဒါမှဒီအပေါ်လေးကစာရှိစုဆဲဆိုရဲဒီစုလေးကတော့စုဆိုတဲ့အတန်လေးပဲထွက်မှာနော်သူကတော့စစ်ဆိုတဲ့အတန်လေးထွက်မယ်နော်စစ်တဲတိုနော်ကြလားစစ်တဲတူနော်ဟုတ်ပါပြီအဲ့ဒါနောက်တစ်ကြောင်းသွားလိုက်မယ်နော်နောက်တစ်ခုကကြတော့နာနီနုနဲနိုဆိုကြည့်ပါအောင် Na ni no ne no နဲနိုဟုတ်ပြီနော်ပြီးရင်နောက်တစ်ကြောင်းလေးကကြတော့ဟာဟီဖူဟဲဟို Ha hi hu he ho သူကတော့ဟာလိုင်းလေးနော်ပြီးရင်နောက်တစ်ခုကမလိုင်းလေးမာမီမူမဲမို Ma mi mu me mo ပြီးရင်နောက်လိုင်းလေးကကြတော့ရာကောက်လိုင်းလေးယာယူယော့ Ya yu yo ပြီးရင်နောက်ထပ်လိုင်းလေးကရာရီရူရဲရူ Ra ri ru re ro ဟုတ်ပြီနောက်ကြောင်းလေးကတော့ဝရေဝို့ရေနော်ဝဝို့ Wa wo ပြီးနောက်ဆုံးကြောင်းလေးက UN ဆိုတာလေးကတော့ on ဆိုတဲ့အတန်တော်လေးနော် on ဆိုတဲ့အတန်တော်လေးဆိုကြည့်ပါအောင် on on ဟုတ်ပြီအဲ့ဒါဆိုဆရာမအစအနေပြန်ဆိုပြပေးမယ်နော်အရင်နားထောင်ကြည့်လိုက်ပါနော်ဟုတ်ကဲ့အရင်စဆိုပြပေးမယ် R E U A O ခခိခုခဲခိုစာရှိစုဆဲဆိုတာချီစစ်တဲတိုနာနီနုနဲနိုဟာဟီဖူဟဲဟိုမာမီမူမဲမိုယာယူယော့ရာရီရူရဲရိုဝါဝို့ကိုဆိုလို့ရလား ဆိုကြည့်မယ်ဆရာဟုတ်ကဲ့ပါရှင်ဆိုကြည့်ပါအောင်ဟုတ် A I U E O Ha ki u ke ko Sa shi su se so Da chi si te do Na ni nu ne no Ha hi tu he ho အဲ့လေးကဖူတန်လေးပါသမီးလေးဖူနော်ဟာဟီဖူ fu ဖူတန်နော်ဖတန်လေးဖူဖူဖူFOD ဖူလို့တန်လေးပဲနော်ဖူ Ha hi fu he ho ဟုတ်ပြီ
မမီမိုမဲမို ဟုတ်ပြီ ယာယူယို ယာယူယိုယာယီ ယာယူယို ဟုတ်ပြီ ရာရီလူရဲရို ဟုတ်ပြီ ဝဝို ဝါဝိုဟုတ်ပြီ ဝဝိုဥ ဟုတ်ပြီနော်အဲဆိုဆရာမနောက်ဆုံးတစ်ခေါက်အနေနဲ့ပြန်ဆိုပြပေးမယ်နော်အစအနေဆုံးထိပထမဆုံးလေးကတော့အတန်၅ချောင်းလေးဖြစ်တဲ့အခြေခံအတန်လေးအာအီဥအဲကိုအဲ့ဒါအောင်မှအနောက်ကသူကနေပြီးတော့ကရီစာရီဆိုပြောင်းသွားနော်ပထမကအာအီဥအဲအိုခခိခုခေခိုစရှိစုဆဲဆိုတာချိစစ်တဲတိုနာနီနုနေနိုဟာဟီဖူဟဲဟိုမမီမူမဲမိုယာယူယော့ရာရီရူရေရိုဝါဝိုဆိုပြီးတော့ဒါလေးကရိုမာကြီးလေးဖြစ်တယ်နော်အဲ့ဒီရိုမာကြီးဒီဟာလေးတွေအတန်ထွက်လေးတွေကိုမှသူကဟီရာဂနာဆိုပြီးတော့သူကတွဲဆိုရမယ့်ဟာလေးရှိရပါတော့ဟီရာဂနာကတော့ကိုယ့်ဘကိုပေါ့နော်မှတ်ထားပေးရမှာပေါ့နော်မှတ်ထားတာဒါမှမဟုတ်ကိုယ့်ဘကိုအလွတ်ချရေးခြင်းလည်းရရဲကိုမှတ်တတ်တယ်လို့နီးနဲ့မှတ်ပေါ့နော်ဆရာမပြပေးမယ်နော်သူကပထမဆုံးဆရာမတို့ဗာဆိုခဲ့လေပထမဆုံးတန်ထွက်လေးကဒီမှာတွေ့လားအေးတိတိလေးတွေ့လား e တို့ i တို့ u တို့ e တို့ o တို့တွေ့လားတွေ့လားမင်းအဲ့လေးတွေကကြာခုနကဆရာမတို့ဆိုခဲ့တဲ့ a e u e o ဆိုတဲ့အတန်ထွက်လေးတွေကိုမှဒါဟီရာဂနာလို့ရေးတာနော်အဲ့လေးနော်ဒီຢာလေးတွေကဒါဟီရာဂနာလို့ရေးတာအဲ့မှာတိတိလေးတွေကကြတော့ဆရာမတို့ရိုမာကြီးလို့ဆိုခဲ့တဲ့အတန်ထွက်လေးနော်ဒါပေမဲ့ဒါဒီအတန်လေးတွေကဒီရိုမာကြီးအတန်လေးတွေကဒီဟီရာဂနာအတန်ဆိုတာကိုကမှတ်ကြမှာနော်ရလားရနော်ဒီမှာဆိုရင်တွေ့လားအောက်မှာလည်း a လေးပြရတယ်လားဒီ a ဆိုရင်ဒီကဟီရာဂနာရဲ့အဆိုတဲ့ line လေးနော်ဒါလေးဆိုရင်e ဆိုရင်ဒါအပေါ်ကဟီရာဂနာ e လေးနော်ရေးထားတာအကြီးရဒီဥလေးဆိုရင်ဒီဟီရာဂနာဆိုရင်ဒီကဥဆိုတဲ့ဟီရာဂနာလေးနော်အဲဆိုဆရာမအရင်ဆိုပြပေးမယ်နော်အဲ့ဒီဟာလေးတွေကိုအရင်ကြည့်နော် r e u a o ဆိုကြည့်ပါဦး r e u a o ဟုတ်ပြီနော်ဒါလေးက r e u a o ပြီးဒုတိယလေးကခခိခုခေခိုခခိခုခေခိုပြီးတတိယစာကြောင်းလေးကစရှိစုဆဲဆိုစရှိစုဆဲဆိုပြီးစရုပ်တာလေးကတာချိစစ်တဲတိုဒါချိစစ်ဆဲတိုဒါချိစစ်တဲတိုဟုတ်ကဲ့ပါပြီးနောက်တစ်ခုလေးကနာနီနုနေနိုနာနီနုနေနိုဆိုကြည့်ပါဦးနာနီနုနေနိုနာနီနုနေနိုဆိုကြည့်ပါဦးဟာဟီဖူဟဲဟိုဟာဟီဖူဟဲဟိုပြီးနောက်တစ်ခုလေးကမမီမူမဲမိုမမီမူမဲမိုပြီးနောက်တစ်ခုလေးကယာယူယော့ယာယူယော့ပြီးနောက်တစ်ခုကရာရီရူရေရိုရာရီရူရေရိုပြီးနောက်တစ်ခုကဝရဲ့ရဲ့နော်ဝဝပြီးနောက်တစ်ခုလေးကဝို့နောက်ဆုံးတစ်ခုလေးနော်ဝို့ဟုတ်ပြီအဲ့မှာဆိုရင်အတန်အတွက်ကုနာဆိုလိုက်တဲ့အတန်အတွက်လေးတွေရဲ့ဒီဟီရာဂနာတဲလုံးလေးတွေကိုမှတ်မိထားဖို့အရေးကြီးရပါတော့ကိုကအကယ်ဟိုလိုမျိုးပေါ့နော်ရေးပြီးတော့မှတ်တာပိုဝါဒနာပိုင်းတော့ရေးပြီးတော့မှတ်ပေါ့နော်ဒါမှမဟုတ်ကိုကဒီတိုင်းလေးပဲအရှိဒီဘက်လေးမှာအတန်လေးဆိုရင်ဒီ a line လေး a line လေးဆိုရင် a line ဆိုရင်ဒီဟီရာဂနာအလေးဆိုတာကိုယ်စိတ်ထဲမှာမှတ်မိနေရင်လည်းရရနော်အဆင်ပြေရနော်ကိုကအဲ့အရင်မှတ်စရာမလိုပေါ့နော်ဒါလေးကအလိုင်းဟာဒါအတန်လေးဆိုတာဒါဟီရာဂနာအလေးပါလားဆိုပြီးတော့ကိုယ်စိတ်တွေကသိရင်လည်းရတယ်ဒါမှမဟုတ်ကိုယ့်ဘကိုအလို့ခြာရေးခြင်းလည်းရတယ်နော်ဒါကိုတန်ရအောင်လုပ်ပေါ့နော်ရလားအဲ့ဆိုဆရာမပြန်ဆိုပြီးမယ်နော်အဲ့တော့အစကြတော့a e u a o a e u a o ဟုတ်ပြီဒုတိယလေးကခခိခုခေခိုခ
ခခီခုခဲခို ပြီးရင်တတိယလေးကစရှိစုစေဆို စရှိစုဆဲဆို ပြီးရင်စတုတ္တလေးကတချိစစ်တဲ့တို ဒါချီစီတဲတို ပြီးရင်နောက်တစ်ခုကနာနီနုနေနို နာနီနုနဲနို ပြီးရင်နောက်တစ်ခုလေးကဟာဟီဖူဟေဟို ဟာဟီဟူဟဲဟို ပြီးရင်နောက်တစ်ခုလေးကမမီမှုမေမို မမီမူမဲမို ပြီးရင်နောက်တစ်ခုလေးကရရဲ့ယူရဲ့ယော့ရဲ့ ယာယူယော့ ပြီးရင်နောက်တစ်ခုကရာရီရူရေရို ရာရီရူရဲရို ပြီးရင်နောက်ဆုံးအကြောင်းလေးကဝအွန်ဝုတ် ဝါအွန်ဝုတ် ဟုတ်ပြီနော်သူကကြောင့်ဒါလေးကတော့ဟီရာဂနာတွဲလုံးလေးနော်ဆရာမအစားဆုံးပြန်ဆိုပြပေးမယ်အဲ့ဒါလေးကိုနားထောင်ပြီနော် ဟုတ် အဲ့သူကဒီဟာလေးတွေကိုယ့်ဘာကိုမှတ်ကြည့်နော်စိတ်ထဲကနေလည်းမှတ်လို့ရတယ်အာအီဥအေအိုခခိခုခေခိုစရှိစုစေဆိုတာချီစတဲတိုနာနီနုနေနိုဟာဟီဖူဟေဟိုမမီမှုမေမိုယာယူယော့ရာရီရူရေရိုဝါအွန်ဝုတ်ရလား ဟုတ် ရရနော်ဟောအဲ့လေးကကြတော့ဒါဟီရာဂနာတွဲလုံးလေးနော်အဲ့ဒါလေးတွေကိုကအတန်တွဲလေးရဲ့အဲ့ဒီဟီရာဂနာလေးကိုရှင်းပြီးတော့မှတ်မိအောင်လုပ်ထားပြီးဖို့အရေးကြီးရယ်နော် ဟုတ် ဒီဘက်လုံးချိန်ရပါတယ်နောက်အဲ့ဒါလေးတေချာလေးကိုမှတ်ထားလိုက်ပေါ့နော်ဒါမှမဟုတ်ရေးကျင်လဲရတယ်ဒီတိုင်းပဲကိုကကြည့်ပြီးတော့မှတ်တတ်တယ်ဆိုလဲလို့ကြည့်ပြီးမှတ်လို့ရတယ်နော်ဒါလေးဆိုဟီရာဂနာလေးပြီးသွားပြီနော်ဒါဟီရာဂနာတွဲလုံးလေးပါပြီးနောက်တစ်ခုလေးကခတခဏလေးသွားမယ်နော် ဟုတ် ဟုတ်ကဲ့တရားတစ်ခုလေးကတော့ခတခဏလေးပါဒါလေးကတော့ခတခဏဆွဲချက်လေးပါအတန်တက်ကတော့အတူတူပါပဲเนาะအတန်တက်ကတော့အာအီဥအေအိုပထမစာကြောင်းလေးကဆိုကြည့်ပါအောင်အာအီဥအေအို အိုပြီးဒုတိယလေးကခခိခုခေခို ခခီခုခဲခို ပြီးတတိယလေးကစရှိစုစေဆို ဒါရှိစစ်တဲတို ဟိုစရှိเนาะတမီးလေးစရှိစုစေဆို ဒါရှိသူတဲ စာလုံးတန်လေးနော်စာရှိစုဆဲဆိုရရအေးဆေးလေးပြန်ဆိုကြည့်ပါအောင်စာရှိစုဆဲဆိုဟုတ်ပြီနော်ဒီဒါလေးကတာလိုင်းလေးဟုတ်ပြီဟုတ်ပြီနော်ဒါဆိုတာလိုင်းလေးသွားမယ်နော်တာလိုင်းလေးကတာချီစစ်တဲတို ဒါချီစစ်တဲတို ပြီးနောက်တစ်ကြောင်းလေးကနာနီနုနေနို နာနီနုနဲနို ဟုတ်ပြီပြီးနောက်တစ်ခုကဟာဟီဖူဟေဟို ဟာဟီဟူဟဲဟို ပြီးနောက်တစ်ခုလေးကမမီမှုမေမို မမီမူမဲမို ပြီးနောက်တစ်ခုလေးကယာယူယော့ ယာယူယော့ ပြီးနောက်တစ်ခုလေးကရာရီရူရေရို ရာရီရူရဲရို ပြီးနောက်တစ်ခုလေးကဝအွန်ဝုတ် ဝါအွန်ဝုတ် ဟုတ်ပြီနော်အဲဆိုဆရာမကနောက်တစ်ခေါက်အစအဆုံးလေးပြန်ဆိုပြပေးမယ်နော်တေချာလေးနားထောင်ပေးပါဒါလေးကတော့အာအီဥအေအိုဒုတိယအကြောင်းလေးကခခိခုခေခိုတတိယလေးကစရှိစုစေဆိုစတုတ္တလေးကတာချီစစ်တဲတိုနောက်တစ်ခုကနာနီနုနေနိုပြီးနောက်တစ်ခုကဟာဟီဖူဟေဟိုပြီးနောက်တစ်ခုလေးကမမီမှုမေမိုပြီးနောက်ကယာယူယော့ပြီးနောက်တစ်ခုကရာရီရူရေရိုနောက်ဆုံးတစ်ခုလေးကဝအွန်ဝုတ်ဆိုပြီးတော့အတန်လေးထွားပါတယ်အဲဆိုရင်သမီးလေးပြန်ဆိုကြည့်ပါအောင်နော်အစားဆုံးအာအီဥအေအို
ခခိခုခဲခိုစရှိစုဆဲဆိုတချိစစ်တဲတောဟဟိ ဟော ဟု နာလေးကြံ ခဲ နေသမီးလေးနာတန်လေးနာလေးပြန်ဆိုပါ နီ ဦး နာ နီ နီနု နု နဲနို နိုပြီး ဟာဟိဟုဟဲဟို ပြီး တိတ်ဆုံးရစမ်း ဟောဒါလေးကမလေးပါသမီးလေးမမီ မ မူ မီ မ မူ လိုက် မဲ နော် မမီမူ မူ မဲ မဲ မို မိုပြီးနောက်ခုကရလိုက်လေးပါ ရာရီ ရ ရော့ ယူရယူ ရာယူရော့ ဟုတ်ပြီပြီးနောက်တစ်ခုက ရာ ရ ယူ လိုက် ရော့ လေးပါ ရာရီရူရဲရို ပြီးနောက်ဆုံးလေးက ဥ ဝါ ဝို အွန်ဝါဒါလေးကအန်တန်လေးကအွန်နော်ဝါအွန် ဝါအွန်ဥ ဟုတ်ဟုတ်ပြီနော်အဲ့ဆိုဆရာမတို့အစအနေပြန်ပြီးလေ့ကျင့်ကြည့်မယ်နော်ဒီရိုမာကြီးကနေစာရေးပြန်လေ့ကျင့်ကြည့်မယ်ဆရာမအရင်ဆိုပြမယ်နော်ပြီးမှလိုက်ဆိုပြီးနော် ဟုတ် အာအီအူအေအိုခခိခုခေခိုစာရှိစုစေဆိုတာချိစစ်တေတောနာနီနုနေနိုဟာဟီဖူဟေဟိုမမီမူမဲမိုယာယူယော့ရာရီရူရေရိုဝါဝိုအွန်းအဲ့လေးဆိုကြည့်ပါဦး အာအီဥအေအိုခါကီခုခဲခိုတာစာရှိစုဆဲဆိုတာချိစစ်တဲတောနာနီနုနဲနိုဟာဟိဖူဟဲဟိုမမီမူမဲမိုရာရူရော့ရာရီရူရဲရိုဝါဝိုအွန် ဟုတ်ပြီနော်အဲ့ဆိုဒါလေးကရိုမာကြီးလေးနော်အဲ့ရိုမာကြီးအတန်အတွက်လေးကိုကတိသွားပြီဆိုရင်ဒီဟီတာကနာခတခနိုင်မှာအသုံးချလို့ရပါတယ်အဲ့တော့ဒီမှာလည်းတင်ပြထားပြီးရနော်ဒီ charge လေးကတော့ဟီတာကနာ charge လေးနော်ဆရာမတေချာလေးဖတ်ပြပေးမယ်နော်နောက်ထောင်မိပါဒါလေးကအာအီဥအေအိုခခိခုခေခိုစာရှိစုစေဆိုတာချိစစ်တေတောနာနီနုနေနိုဟာဟီဖူဟေဟိုမမီမူမဲမိုယာယူယော့ရာရီရူရေရိုဝါအွန်ဝုတ်ဆိုကြည့်ပါဦးနော်စာနေအလိုင်းလေးကစကြည့်ကြည့်ပါ အာအီဥအေအိုခါခိခုခဲခို စလိုင်းလေးနော် တာရှိစုဆဲဆို ပြီးတာလိုင်းလေးပါဟုတ် တာတိတာချိ စစ် တာချိစစ်တဲတော တဲတောဟုတ်ပြီ တောနာနီနုနဲနို ဟုတ်ပြီ ဟာဟီခုဟာဟီဟုဟဲဖူဟဲဖို ဖူဟဲဟိုဖူဟဲဟိုရရ ဖူ ရ ဟဲဟို ဆက်စားခြင်းရပါတယ်ကိစ္စမရှိနော်ဟာဟီဖူဟဲဟို ဟာဟီဟုဟဲဟို ဟုတ် မ ပြီ မမီမူမဲမို ဟုတ်ပြီ ရာရီရာယူရော့ ဒါလေးကရတန်လေးနော်ယာယူယော့ ရာယူရော့ ပြီးနောက်မှာရလိုင်းလေးနော်ရာရီ ရာရီရူရဲရို ဒီနောက်ကဝါအွန်ဝုတ် ဝါအွန်ဝို ဟုတ်ပြီနော်ဒါလေးကဟီတာကနာ charge လေးနော်အဲ့လိုပဲနောက်တစ်ခုကလည်းရိုမာကြီးဆိုရဲ့အတန်အတွက်ကိုအသုံးပြုပြီးတော့ခတခနာ charge လေးဆိုကြည့်မယ်နော်ဆရာမရင်ဆိုပြပေးမယ်နားထောင်ပြီးပါပထမဆုံးလေးကအာအီဥအေအိုခခိခုခေခိုစရှိစုစေဆိုတချိစစ်တေတောနာနီနုနေနိုဟာဟီဖူဟေဟိုမမီမူမဲမိုယာယူယော့ရာရီရူရေရို
wa on wo ဆိုပြီးတော့ဖြစ်ပါတယ်နော်ဒါလေးကတော့ခတာခဏ chat လေးပါဆိုကြည့်ပါအောင် a i u e o ha ki ku ke ko sa shi su se so da chi si de do ဒါလေးကနာလိုင်းလေးနော် na ni nu ne no ဟုတ်ပြီ ha hi hu ha hi fu he ho ဟုတ်ပြီပြီးမလိုင်းလေးနော် ma mi mu me mo ပြီးရင်ရလိုင်း ya yu yo ဟုတ်ပြီ ra ri ru re ro ဟုတ်ပြီ wo on wu wa on wo wa on wu wo ရတယ် wo မှာ wo တန်လေးထွက်ပြီနော် wo ဟုတ်ပြီ wa နော် o wo wa wo ကျမတို့ဆို wo နဲ့မှာတယ်ကျမစတင်တော့ဆိုအဲ့ဒါယူ wo တဲ့အဲ့နဲ့ကျမဟဲဘာပြောနေအောင်နဲ့အဲ့ဒါ wo तू က wo ပြောရဲကျမ wo အတတော့ဆက်ဆက်ဆိုအရန်ကြီးရတယ်တိလားနောက်ပိုင်းကျတော့လေကိုကကြည့်ရင်မှတ်ရင်းနဲ့ဆရာမကျတော့အမှတ်လဲမှတ်တယ်ရေးလဲရေးတယ်မှတ်ရင်းရေးနဲ့အဲ့ဒါသူကသူရဝါဆိုတက်ဝါတဖြည်းဖြည်းနဲ့လေအဲ့လိုပဲဆက်ဆက်ချင်းကတော်တော်ကြီးရတင်ရတာလေအဲ့လိုမျိုးအဲ့လိုဆရာမကိုလေအစဒီရိုမာကြီးလေးကိုပြန်ပြီးတော့ဆိုပြပြီနော်ဒီဟာလေးတွေအာယူပဲဟုတ် a i u e o ka ki ku ke ko sa shi su se so da chi si de do na ni nu ne no ha hi fu he ho ma mi mu me mo ra ya yu ro ရှော့မယ်နော် ra ရှော့ ri ရှော့ yo ra ri ru re ro ဟုတ်ပြီ wa wo on ဟုတ်ပြီဝါဝဟုတ်ပြီနော်အဲ့ဆိုရင်ဟီရာကနာလေးဆိုကြည့်မယ်နော်တခြားလေးကြည့်ပြီးတော့ဆိုကြည့်ပါအောင် a i u e o ka ki ku ke ko sa shi su se so da chi si de do na ni nu ne no ha hi hu he fu he ho ma mi mu me mo ya ji yo ရာယူမယ်ရာယူ ya yu ya yu yo ဟုတ်ပြီ ra ri ru re ro ဟုတ်ပြီ wa on wo ဝါဝဟုတ်ပြီနော်အဲ့ဆိုရင်ဒါဟီရာကနာလေးပြီးသွားပြီနော်ဒါဟီရာကနာလေးပြီးရင်ခတာခဏလေးဆိုကြည့်ပါအောင်တခြားလေးကြည့်ပြီးတော့ a i u e o ka ki ku ke ko sa shi su se so da chi fu he ho တာချစ်စတဲ့တော့ဟုတ်ပြီဆက်ဆိုပါ da chi si de do ဟုတ်ပါပြီဆက်ဆိုပါ na ni နုမယ်နော်အဲ့ဒါလေးနုမယ်နု na nu နာနီနုနဲနို na ni nu ne no ဟုတ်ပြီ ha hi fu he ho ဟုတ်ပြီ ma mi mu me mo ဟုတ်ပြီ ya ရာယူအဲ့ဒါလေးယူတာလေ ya နော် yu ya yu yo ရာယူရောပြီး ya yu yo ra ri ru re ro ဟုတ်ပြီနောက်ဆုံးလေးက wa wo on ဟုတ်ပြီဝါဝဒါလေးကတော့ on တန်လीเนาะဒီအလဲလေးက on တယ်เนาะအန်လေးက on ဖြစ်ပါတယ်ဟုတ်ပါတယ်ဒီဘက်ကနောက်ဆုံးလေးကတော့ wo တန်လीเนาะဝါ on wo သူကဘယ်လိုလဲဆိုဆရာမမှတ်နည်းလေးပြောပြမယ်เนาะဆရာမအရင်ဆုံးဟိုဟာဖြစ်စေချင်တာဒီရိုမာကြီးအတန်တော်လေးကိုတေချာလေးမှတ်ထားပါเนาะအဲရိုမာကြီးအတန်လေးကိုကိုကတေချာရသွားပြီဆိုရင်နောက်ဆုံးဒုတိယအချက်ကဟီရာဂနာလေးတွေကိုစပြီးမှတ်ကြည့်เนาะဟိုဘယ်လိုပြောရမလဲဂျပန်မှာကျတော့အသုံးများတာကတော့ဒီဟီရာဂနာ charge ပေါ့เนาะဒီဟီရာဂနာ charge ကကြဲကြဲပြန့်ပြန့်သုံးတာများရယ်ပေါ့เนาะသူကကြတော့
ဟိုသူတို့ရဲ့အဓိကစလုံးနေနဲ့တွဲသုံးတာများရယ်ပေါ့နော်အဲ့ဒါအောင်မှဒီနောက်တစ်ခုဖြစ်တဲ့ခတာခဏ charge လေးကတော့သူကဘယ်လိုနေရာမှာသုံးလဲဆိုရင်အင်္ဂလိပ်လိုစကားလုံးတွေသိရမလားဥပမာအနေနဲ့ communication တို့ပါသိရမလားအဲ့ communication တို့ဆိုရင်သူကအဲ့ဒီဟာလေးကိုဂျပန်အတန်နဲ့ဆွဲယူလိုက်ပြီးတော့ communication ဆိုပြီးတော့အဲ့လိုမျိုးသုံးတာလေးရှိတယ်ဒါလေးကကြတော့သုံးတာတော့နည်းတယ်ဒါပေမဲ့လို့မှတ်မိထားရင်ပို့ပြီးတော့ကောင်းတာပေါ့နော်ကိုကအကယ်ကိုမသိရဲ့ဂျပန်စလုံးတွေရှိရင်အင်္ဂလိပ်လိုလေးနည်းနည်း short မှုတ်လိုက်လို့ရတယ်လေဒီအတန်ထွက်လေးတွေကိုသုံးပြီးတော့ short လို့ရတယ်ဥပမာပြောရင်ချီစုဆိုဒီမှာချီတန်လေးတွေ့လားချီတန်လေးကိုသုံးလိုက်တယ်နောက်မှာစုတန်လေးကိုသုံးလိုက်တယ်အဲ့ဆိုချီစုဆိုရင် cheese ဖြစ်သွားအဲ့လိုမျိုးကိုကအကယ်ကိုမသိရဲ့ပေါ့နော်ကိုနားမလဲတဲ့ဂျပန်စလုံးတွေရှိရင်ဒီလိုမျိုးအင်္ဂလိပ်အတန်လေးကိုယူပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့လိုပုံစံလေးတွေအများကြီးရှိရပေါ့နော်အဲ့တော့အဓိကမှတ်ရမယ်ဆိုရင်တော့ဟီရာခဏလေးကိုပို့ပြီးတော့မှတ်မိအောင်လုပ်ပေးစေချင်တယ်ပေါ့နော်ဒီဟီရာခဏ charge လေးအကုန်ရသွားပြီဆိုရင်ညီမလေးအဲ့ဒါဆိုရင်တိတ်ဆိတ်ပူကြမလို့တော့ဘူးတန်ဘာမဆိုရင်ကိုကဖတ်တတ်သွားပြီဒါလေးဆိုစစ်တန်ဒါလေးဆိုရင်တဲ့တယ်မလားဘာလားကိုကအဲ့လိုကြည့်ပြီးတော့ ਨੇ ဖတ်ပြီးသွားဖတ်တတ်သွားနော်ရေးရင်လည်းရေးပြီးချင်းကြည့်ပေါ့နော်ရေးချင်းလည်းရတယ်ဒါမှမဟုတ်ကိုတစ်ဖက်မှာရိုမာကြီးလေးကိုရေးပြီးတော့တစ်ဖက်မှာဟီရာကနာလေးကိုရေးပြီးတော့ရှင်ပြီးတော့မှတ်လဲရတယ်ပေါ့နော်အဲ့လိုနည်းလေးတွေလည်းရှိပါတယ်ဒီဟီရာကနာလေးလုံးဝရသွားပြီဆိုတော့မှဒီခတာခဏလေးကိုသွားပါနော်ခတာခဏလေးကတော့မှတ်တော့မှတ်ပေါ့နော်ဒီလိုပေါ့အရင်ကြီးတော့ပေါ့ပေါ့ပါပေါ့နော်ပေါ့ပေါ့လေးကိုယ်စိတ်ထဲမှတ်မိလွယ်အောင်လို့ပေါ့နော်အဲ့လိုလောက်လေးဖြစ်နေရပြီဒါလေးကိုတွေ့လိုက်ရင်ဒါလေးကချီဒါလေးကနီအဲ့လိုလေးဆိုရင်အဆင်ပြေရနော်လောစရာဒါလေးတွေကိုကိုမှတ်တတ်တယ်လို့လေအရင်မှတ်ကြည့်ပေါ့နော်အဓိကတော့ဟီတာကာနာပေါ့နော်ကိုဟီတာကာနာရပြီဆိုတော့မှခတာခဏဘက်လေးကိုသွားပေါ့နော်တစ်ပတ်လုံးအချိန်ရှိသေးရဲ့ဆိုတော့ရပါတယ်နော်ဟုတ်ရလားရတယ်ဆရာမဟုတ်အဲ့ဆိုရင်ပေါ့နော်နောက်တစ်ခုကကြတော့နှလုံးစင်တွဲလုံးလေးတွေအရင်ပြီးတော့ပြောကြည့်ပြီးသွားမယ်နော်ဒီတိုင်းလေးပဲကြက်သွားပြီနော်ဒီရိုမာကြီးလေးကိုပဲအရင်ဖတ်ပေးပေါ့နော်ဆရာမဆိုပြပေးမယ်နော်လိုက်ဆိုပြီးနော်သူကကြတော့ဒီဟာလေးကကြတော့ဂါဂီဂုဂေကိုဆိုကြည့်ပါအောင်ဂါဂီဂုဂေကိုပြီးရင်နောက်တစ်ခုကဇာကြီးစုဇဲဆိုဇာကြီးစုဇဲဆိုပြီးရင်နောက်တစ်ခုကဒါကြီးဇဒေတို့ဒါကြီးဇဒေတို့ပြီးရင်နောက်တစ်ခုကဘာဘီဘူဘေဘိုဘာဘီပူဘေဘိုပြီးရင်နောက်တစ်ခုကပပီပူဘေဘိုဘာဘီပူဘေဘိုပြီးရင်နောက်တစ်ခုကဂယာဂယူဂယော့ယာယူယော့သူကဂျီတန်မှရတန်ပေါင်းလိုက်တယ်မလားဂျီတန်ကခါငယ်တန်ဆိုရင်ဂီကိုရနဲ့ပေါင်းလိုက်တော့ဂယာဖြစ်သွားနော်ဂယာဂယူဂယော့ဂယာဂယူဂယော့ပြီးရင်နောက်တစ်ခုကဂျာဂျူဂျော့ဂျာဂျူဂျော့ပြီးရင်နောက်တစ်ခုကဘီတန်မှာဘီနဲ့ရနဲ့ပေါင်းမယ်ဘယာဘီယူဘီယော့ဘယာဘီယူဘီယော့ပြီးနောက်တစ်ခုကပိတန်ကိုပယပယုပယော့ပယပယုပယော့ဟုတ်ပြီနော်ပြီးနောက်တစ်ခုကခရချူခယော့ခိတန်ကိုခရချူခယော့ဆိုပြီးဆိုရမှာဆိုကြည့်ပါအောင်ခရချူခယော့ခရချူခယော့ပြီးနောက်တစ်ခုကရှာရှုရှော့ရှာရှုရှော့ပြီးနောက်တစ်ခုကချချူချော့ချချူချော့ပြီးနောက်တစ်ခုကနယနယုနယော့နေရနေယူနေရဒီနောက်တစ်ခုကဟျာဟျူဟျော့ဟျာဟျူဟျော့ဟုတ်ပြီနော်ပြီးနောက်တစ်ခုကမယမယုမြော့မယမြူမြော့ဟုတ်ပြီပြီးနောက်တစ်ခုကရာရူရော့ရာရူရော့ဟုတ်ပြီနော်အဲ့ဒါလေးတွေကဒီတိုင်းလေးပဲဖတ်ပြီးနော်အဲ့ဒါလေးတွေအရင်နော်အရင်ဆုံးလောက်ရပြီးမှဆ iam တို့ဒီရိုမာကြီးတန်ထွက်လေးတွေကိုကိုကနေအရင်နားလည်အောင်ကိုကဖတ်ထားအဲ့ရိုမာကြီးတန်ထွက်လေးရပြီဆိုတာနဲ့ဒီဟီရာကနာလေးတွေကိုကိုကမှတ်ပေါ့နော်ကိုနီလန်တိုင်းမှတ်ပြီးနောက်တစ်ခုကဟီရာကနာရသွားပြီလုံးဝရသွားပြီဆိုတော့မှခတာခနာဘက်ကိုပဲလှည့်မယ်နော်လောဆယ်ဒီရိုမာကြီးရဲ့ဟီရာကနာရဲ့ခတာခနာရဲ့ပဲဆ iam ကိုလောက်လာပြီနော်ဟုတ်ရလားဟုတ်အများကြီးအရင်ခေါင်းနဲ့ဖြစ်သွားမှာဆိုလို့เนาะဒီတစ်ပတ်လုံးနဲ့မှာအဲ့ဒါလေးပဲဆ iam ကိုလုပ်ခဲ့ပြီเนาะဟုတ်ကဲ့ဆ iam တင်မယ်အတန်းကတော့ဒီလောက်ပါပဲเนาะဟုတ် record လေးကိုပြီးရင်လည်းပြန်ပြီးပို့ပေးပါမယ်เนาะ recording လေးဟုတ်ကဲ့ဆ iam ဟုတ်အဲ့ဆိုဒီနေ့ဒီလောက်ပါပဲเนาะကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်はいありがとうはい